ဒါကပန်းနော်ဒါဖယားကန်းဒီမှာအောက်ခန်းတက်ခွဲပြထားတယ်ကိုတို့တော့ဒီနေ့ရစ်မှာအကောင်ကိုတို့ပြဿနာရှာမှာဟုတ်ပြောတာကိုတို့ဒါပြောင်းတောက်လိုက်ပြီဘရန်ဒီဘရန်ပဲပြောင်းတောက်လိုက်တယ်မစိုးဘူးတောက်လို့ကောင်းတယ်တောက်လို့ကောင်းတယ်ခေါင်းလေးပါကြိုက်တာပါတိတ်မရှိဘူးအဆင်ပြေတယ်တောက်ရတယ်ပြီးတော့မဲဘုံနဲ့ပါတယ်မဲဘုံတစ်ထောင်ပေါက်တယ်ဘာလို့ဆိုကိုတို့ကငတ်ပြီးပြက်ပြီးဆိုလို့ရင်အဲ့မဲဘုံလေးတွေပြန်စုပြီးတော့လဲတောက်ရတာလေအဲ့မဲပါလို့စိတ်ဝင်စားတာအေးကိုတို့ကလည်းဒီနေ့ကတော့နည်းနည်းရစ်ရမှာကျင်းနေတာရစ်ဘိန်းနဲ့ကောင်းတော့ကွာမိုက်ကွာမဆိုးကွာအနံလေးကမှုမှုလေးနဲ့အာစီနဲ့ဆိုင်ဒီကောင်းနေနဲ့တာတယ်ကောင်းဟေးကောင်းဟေးကိုတို့ကလည်းမူလာကြည့်ဒီတစ်ခုကြည့်မေးကြည့်လို့ကဲမေးပြီခင်ဗျားတို့ရှုပ်ပြီနော်လောကမှာဖျားရှိရဆိုတာမြင်ဘူးလားခင်ဗျားတို့ယုံလားကျုပ်ကတော့မယုံဘူးဖျားရှိတာတဲ့ကျုပ်မယုံဘူးနတ်ရှိတာတဲ့မယုံဘူးငယ်ရှိတာဆိုဘာမယုံဘူးဗျာဘာလို့မယုံလဲကိုမမမြင်ဘူးလားဘယ်ယုံမလဲဟုတ်တယ်မလားမမြင်ဘူးလို့မယုံတာမဆန်းဘူးရှင်းလေးပဲကိုတို့လည်းမယုံဘူးအေးဒါပေမဲ့ဖိုးတွေဖွားတွေတော့ရှိတယ်လို့တော့မထင်ဘူးမမြင်ဘူးတော့မယုံဖိုးတွေဖွားတွေတော့ရှိမှာအမေအဖေမရှိဘူးလို့တော့ညင်းလို့မရဘူးတော့အမေအဖေရှိလို့လူဖြစ်လာတာအဖိုးတွေအဖွားတွေရှိလို့လူဖြစ်လာတာအဘီတွေအဘွေတွေနော်အဘိုးတွေအဘွားတွေအဲ့ဒါတော့တကယ်ရှိတယ်ညင်းလို့မရဘူးဟုတ်တယ်မလားညင်းလို့မရဘူးဒါကြောင့်မလို့ကိုတို့ကတကယ်ရှိတဲ့အရာတွေကိုပဲယုံတယ်တကယ်မရှိတဲ့အရာတွေမယုံဘူးဘာဖြစ်လို့လောကမှာဖျားရှိတယ်လို့တက်တည်အထောက်ထားပြနိုင်တယ်လဲဆိုတာကိုတိုးတို့မှာအမေအဖေတွေရှိတဲ့အတွက်ကြောင့်ကိုတိုးကဖျားရှင်တကယ်ရှိပါတယ်ငရဲပြီနတ်ပြီပိတ်တာဘုံ30ဘုံတကယ်ရှိပါတယ်ကိုတိုးအတွေးလေးတဲ့ကိုတိုးနော်ကျန်တဲ့လူကိုတိုးဘယ်ပါလားမှကိုတိုးတိုက်ခိုက်တာမထိခိုက်ပါဘူးကိုတိုးအတွေးလေးတဲ့ကိုတိုးတို့မှာတော့အဖေအမေတကယ်ရှိလို့ရှိရင်အဲ့ဒီအဘိုးဘွားဘီဘီတွေရဲ့လက်ထက်ကိုလိုက်ပြီးတော့စဉ်းစားလိုက်ကြည့်သာသနာတော်2500ဟာဖယားရှင်တကယ်ရှိခဲ့တယ်ဒါလေးပြောပြတာဒါကြောင့်မလို့ကိုတို့ကြောကုန်းမှာတရဏဂုံထိုးထားတယ်နော်ကိုတို့အစ်စ်ပါကြောကုန်းမှာတရဏဂုံထိုးထားတယ်နော်ပေါ်သေးသေးတော့လာမလုံးနဲ့နော်ဒီနေ့ပြောတဲ့စကားဘာသာရေးစကားမို့လို့အားလုံးတော့တောင်းပန်လိုက်တယ်နော်အေးဖယားရှင်တကယ်ရှိတယ်ငရဲပြည်တဲ့ရှိတယ်လူပြည်တဲ့ရှိတယ်နတ်ပြည်ဆိုတာလည်းရှိတယ်နော်တကယ်ပြောတာတကယ်ရှိလို့တကယ်ပြောတာကိုကငါမူတာတို့ရင်အဲ့လိုပြောတတ်တဲ့အကျင့်တော့ရှိတယ်နော်အရှင်တော်ဗုဒ္ဓဟောကြားခဲ့တာနော်အရှင်တော်ဂေါရမဟောကြားခဲ့တာဒုက္ခသစ္စာအမှန်ပါခန္ဓာကြီးကိုအမှန်ပြီးတော့ခန္ဓာကြီးကအပုတ်ကောင်းကြီးပါအဟုန်မှန်ပြီးတော့ပြောနေတာနော်ဝင်လေထွက်လေရှုမှတ်ပြီးတော့အတိညာလေးကိုဆင်ခြင်ပါလူတွေမသိတဲ့အချက်လက်ကလေးကိုပြောပြခဲ့တာကျွန်တော်ပါဝေဒနာအဖြစ်ပြက်ကလေးကိုအမြဲမြင်ပါကိုတို့ဖြုတ်တယ်နော်ဖြုတ်ရင်တကယ်ဖြုတ်တာဒါမဲ့အားလုံးကိုတို့တောင်းပန်ပါတယ်ကိုတို့တောက်စားပြီးတော့ပြောတဲ့စကားမဟုတ်လို့ငယ်ပေမဲ့လဲအသိပညာရှင်အတတ်ပညာရှင်အမှုပညာရှင်တွေတကောကအရာရှိအရာခံဂုဏ်ကြီးရှိလူကြီးမများနဲ့တကောထေယဝါကြီးဟန်တော်များတဲ့ကတာမဏိများအစုံကိုတို့တောက်စားပြီးတော့ပြောခဲ့တဲ့စကားတွေကမှားသွားခင်ကိုတို့အားချစ်ခင်တော်သားဖြစ်တနာတော်အားဖြစ်ခွင့်လွှတ်ပေးပါရန်မေတ္တာရက်ခံပါတယ်ကိုတို့တောင်းပန်ပါတယ်
အားလုံးနှုတ်ဆက်တယ်9မိနစ်ပြည့်သွားပြီမဟုတ်လို့နော်ကိုတို့တလို့လည်းတမင်းစားလိုက်အောင်မယ်ကိုတို့ကမူးရင်စားတာဟုတ်စားတဲ့အားဖြောက်လို့လည်းမရအောင်ဘာလို့ဒီနေ့သေမလားမနေ့ကသေမလားမသေးမှန်းကိုမသိတဲ့အတွက်ကြောင့်ဒီစကားတွေကိုပြောနေတာသေမင်းနဲ့စာချုပ်ထားတယ်ဆိုလို့ရှိရင်တော့အကြောင်းမဟုတ်ဘူးလေဟုတ်တယ်မလားကိုကသေမင်းနဲ့မှစာချုပ်မလို့ကိုလောက်တာဟိုမှာကားကြူကားကြနေတိုင်းသွားလာနေတာဘယ်ချက်ကားဘိန်းအောင်ရောက်မလဲတော့ကိုလည်းမသိဘူးဒါကြောင့်မလို့ကိုသေးသွားရင်တော့ကိုယ့်ရဲ့မှတ်တမ်းလေးတွေကိုယ့်ရဲ့ဗီဒီယိုဖိုင်လေးတွေအများတကာရှေ့မှာပျော်တယ်တောက်ဝါကြိုးနှက်တယ်